အားလုံးမင်္ဂလာပါကျွန်တော်အခုအရန်ကောင်းတဲ့တဒံအရန်ထုဆန့်တဲ့တဒံတွေကိုတင်ဆက်ပေးတော့မှာပါခုဆိုလို့ရှိရင်တက်ကမိုးညိုရဲ့တဒံတွေကိုကျွန်တော်တင်ဆက်ပေးတော့မှာပါတက်ကမိုးညိုဆိုတာမဟုတ်ရင်မခံမမဲရင်မလို့နှွေဦးတော်လန်ရေးကိုဇောက်ချပြီးတော့လုံနေတဲ့အရန်တော်တဲ့ဆရာတူလေးဖြစ်ပါတယ်ဒါကိုကျွန်တော်နဲ့အတူနားထောင်ကြရအောင်မိမညီကိုမောင်နှမများခင်ဗျာဆက်လက်ပြီးတော့မှဒီနေ့မနက်ပိုင်းမှာအင်မတန်ကိုထူးခြားတဲ့သတင်းကတော့တောင်ကူသတင်းဖြစ်တယ်တောင်ကူအဲ့တော့တောင်ကူမှာတောင်ကူခရိုင်ပေါ့နော်တောင်ကူခရိုင်နဲ့ပတ်သက်ပြီးသိရတာတခုကတော့တောင်ကူခရိုင်မှာရှိနေတဲ့ကျေးရွာ26ရွာဟာဆိုလို့ရှိရင်တော့ NUG အုပ်ချုပ်ရေးစပြီးတော့မှလက်ပတ်တဲ့နေရာတွေဖြစ်သွားပြီဆိုတော့ကိုဒါကျွန်တော်တို့တရားဝင်ဖော်ပြလိုက်ပြီဖြစ်ပါတယ်နော်မိဘညီကိုမောင်နှမများအဲ့တော့တောင်ကူခရိုင်အတွင်းမှာရှိနေတဲ့ကျေးရွာ26ရွာမှာNUG အုပ်ချုပ်ရေးရဆိုလို့ရှိရင်တော့အခုဆိုလို့ရှိရင်တော့စတင်လက်ပတ်နေပါပြီ။ပဲခူးတိုင်းမှာရှိနေတဲ့တောင်ကူခရိုင်တောင်ကူဆိုတော်တော်နီးနေပြီပဲတော်တော်ကိုဒါကျွန်တော်တို့နယ်မြေစိုးမိုးမှုဟာတောင်ကူလောက်ကိုတော်တော်ကိုကြီးစိုးမှုတွေရနေပြီဆိုတော့ဒါကျွန်တော်တို့တွေ့ရတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနနောက်တောင်ကူခရိုင်အမှတ်1နဲ့တရင်မှတိမ့်မှတ်စိုးမိုးထားတာဖြစ်ပါတယ်။လက်ရှိမှာအုပ်ချုပ်ရေးရန်ရလည်းလက်ပတ်နေပြီလို့တောင်ကူခရိုင်အမှတ်1တရင်နဲ့တရင်မှ3931ရဲ့တရင်မူကနေပြီးတော့မှဒါလူမှုကွန်ရက်ပေါ်မှာဒါကျွန်တော်သတင်းမီဒီယာတွေကိုသူတို့ချပြထားတဲ့ဟာတွေကိုဒါကျွန်တော်တရားဝင်တွေ့လို့ရပါပြီတတိယတော့အရန်ရှိတယ်နော်တောင်ကူမှာ NUG အုပ်ချုပ်ရေးကစနေတဲ့တောင်ကူကျေးရွာတွေမှာ NUG ရဲ့အုပ်ချုပ်ရေးတွေကလဲပတ်နေပြီဆိုတော့ဘလောက်ဝမ်းသာစရာကောင်းလဲအဲ့ဒီနယ်မြေတွေအထိကိုဒါကျွန်တော်တို့ကထိုးပေါက်ဝင်ရောက်လာနိုင်ပြီဆိုတာကိုဒါကျွန်တော်တို့ဝမ်းသာအားရစွာနဲ့ကြိုးဆိုတယ်အဲ့တော့အာနာသိန်းအကြမ်းမဲ့စစ်ကောင်စီအာနာသိန်းပြီးတဲ့နောက်ပိုင်းမှာတနစ်ကျော်အကြမ်းမှာပဲ2022ခုနှစ်အတွင်းမှာပဲကျေးရွာ900ကိုစိုးမိုးနယ်မြေဖြစ်ပေါ်ဆောင်နိုင်ခဲ့တယ်လို့ဒါကျွန်တော်တို့သိရတယ်2023ခုနှစ်အတွင်းမှာတော့ကျေးရွာ20ခန့်ကိုထပ်မံစိုးမိုးနိုင်ခဲ့ပြီးတော့မှလက်ရှိမှာတော့ပိုင်နိုင်နဲ့ဒီစိုးမိုးမှုနယ်မြေတွေကိုပေါ်ဆောင်နိုင်ပြီဖြစ်တယ်ဆိုတဲ့အကြောင်း26ရာရှိပြီဆိုတဲ့အကြောင်းကိုဒါကျွန်တော်တို့လူမှုကွန်ရက်ပေါ်မှာဒီနေ့ပဲဒါကျွန်တော်တို့တရားဝင်အသိပေးလာတွေကိုဒါကျွန်တော်တို့တွေ့လာရပါတယ်ကဲလက်ရှိတောင်ကူခရိုင်အမှတ်1နယ်မြေရဲ့စုံမှုနယ်မြေတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ပြည်သူလူထုရဲ့အုပ်ချုပ်အဖွဲ့ယူမတိုက်နယ်ယာယီတိရှိရာတောင်ကူခရိုင်ဆိုလို့ရှိရင်တော့စစ်ကောင်စီရဲ့အခြေစိုက်ရနေပြီးတော့သူဓာတ်ရိုက်ချင်းချောင်းမဲ့ဝင်ပေါက်တစ်ခုဖြစ်သွားပြီဖြူဟာအရန်ကောင်းတယ်နော်နောက်ဆုံးမှပြောပြထားတဲ့အရာတစ်ခုကအရန်ကောင်းတယ်ဖြူဟာအရန်ကောင်းတယ်လက်ရှိတောင်ကူခရိုင်အမှတ်1တိုက်ရင်ရဲ့စုံမှုနယ်မြေအားဆိုလို့ရှိရင်တော့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ယူမတိုက်နယ်ယာယီတိရှိရာတောင်ကူခရိုင်ဆိုလို့ရှိရင်တော့အကြမ်းမစစ်ကောင်စီအခြေစိုက်ရနေပြီးတော့သူဓာတ်ရိုက်ချင်းချောက်နိုင်မဲ့ဝင်ပေါက်တစ်ခုစီရေးအကဲဖြတ်တဲ့သူတွေကတော့အများအပြားတော့အဲ့လိုပဲသုံးသက်လျက်ရှိတယ်ဆိုတော့နေရာတစ်ခုဖြစ်လာပြီဆိုတဲ့အကြောင်းအားလုံးကိုသတင်းကောင်းပါအပ်တယ်အဲ့တော့မိဘညီကိုမောင်တော်များဒီနေ့လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာတဲ့သတင်းလေးကတော့အလဲပိုင်းတိုင်းကျွန်တော်တို့ပြောပြီးနော်အလဲပိုင်းတိုင်းကျွန်တော်တို့ချပြောထားတဲ့အလဲပိုင်းတိုင်းစစ်စင်ရင်လှုပ်ရှားမှုတွေဟာဆိုလို့ရှိရင်တော့တစဒါကျွန်တော်တို့ပြည်သူလူထုကိုအကောင့်တွေပေါ်ပြလာတဲ့အနေအထားတွေကိုဒါကျွန်တော်တွေ့လာရပြီဝမ်းသာတယ်နော်ဒီလိုမျိုးကျွန်တော်တို့အလဲပိုင်းတိုင်းဆိုတော့မှဒီလောက်ထိထောက်ပြနေတဲ့ဟာတွေကအခုအလဲပိုင်းတိုင်းရဲ့ဒါကျွန်တော်တို့စစ်စင်ရေးတွေအသက်ဝင်မှုတွေလှုပ်ရှားမှုတွေကြေးရွာတွေနဲ့ပတ်သက်တဲ့ဒီနယ်မြေတွေရဲ့စုံမမှုတွေဟာတစပေါ်လာပြီးတော့မှမကြခင်မှာဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့အကြမ်းမဆက်အာဏာရှင်တွေရဲ့ဒီညီကုန်းပေါ့နော်ညီကုန်းချုပ်တဲ့အခြေအနေကိုဒါကျွန်တော်တို့လက်တွေ့မြောက်ဝါးတင်နေကြကျွန်တော်တို့ပြည်သူလူထုရဲ့ရှေ့မှောက်မှာမြင်တွေ့ရတော့မှာဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ပြည်သူလူထုများအော်စရာလဲကောင်းတယ်နော်နောက်ပြီးတော့မှပြည်သူလူထုရဲ့ကြိုးစားမှုတွေပါဝင်မှုတွေရှင်သန်မှုတွေဒီရတွေအားလုံးကအောင်မြင်မှုအသီးအပွင့်တွေနဲ့တူတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ပြည်သူများနော်အဲ့တော့ယာနဲ့ချီအကြမ်းဖက်စစ်ကောင်စီတွေဘက်ကနေပြီးတော့မှအလင်းဝင်လာတဲ့ဟာတွေလည်းဒါကျွန်တော်တို့တောက်လျှောက်တွေ့ရတယ်နော်ဟုတ်ကဲ့ပါဝါလုံးလေးမင်္ဂလာပါရန်နဲ့ချီအကြမ်းမဲ့စစ်ကောင်စီတွေဘက်ကအလင်းဝင်လာတာကိုတွေ့ရတယ်ဒါတွေဟာဆိုလို့ရှိရင်တော့အကြမ်းမဲ့စစ်ကောင်စီတွေဘက်ကနေတော့မှရှေ့တန်းစစ်မျက်နှာပြင်နဲ့ပတ်သက်ပြီးတော့မှချင်းချောင်းမှုတွေပဲနော်မဝေးမှာစသုံးသက်ကြည့်မိဘညီကောင်မတို့များသူတို့အကြမ်းမဲ့စစ်ကောင်စီအတိုင်းဝဘက်ကသူတို့အရန်ချက်သိမ်းထားသွားပြီအယောက်200တောင်မှလေလက်နက်ချတယ်စဉ်းစားကြည့်အယောက်200တောင်မှလက်နက်ချတယ်အဲ့တော့တိုင်းနဲ့ပြည်နယ်14ခုမှာဆိုလို့ရှိရင်အိုးမြန်သာလက်နက်ချဖို့ပဲရှိတော့မြန်သာလက်နက်ချကြပါမြန်သာအလုပ်လုပ်ကြပါအဲ့ဒါဆိုလို့ရှိရင်ခင်ဗျဟိုအမြန်ဆုံးအေးချမ်းမဲ့ဘဝတစ်ခုရောက်ရှိနိုင်ပါတယ်နော်အဲ့တော့မြန်မာနိုင်ငံရဲ့နယ်ပယ်အသီးသီးမှာရှိနေတဲ့ရှည်တန်းရောက်နေတဲ့စကားစာဘတ်တော်သူဘတ်တော်သားတွေအားလုံးအမြန်ဆုံးလက်နက်ချပါအမြန်ဆုံးလက်နက်ချရင်ခင်ဗျားတို့ရဲ့အသက်တရားအမြန်ဆုံးအေးချမ်းမယ်နော်အမြန်ဆုံးအေးချမ်းမယ်
အခုဆိုလို့ရှိရင်တော့အလဲပိုင်းတိုင်းနဲ့ပတ်သက်ပြီးတော့မှစစ်ဗျူဟာယူထားတဲ့နေရာအရန်ကောင်းတယ်တောင်ကူပဲတိတ်ကောင်းတယ်တောင်ကူတိတ်ကြိုက်တယ်အဲ့တော့တောင်ကူအရန်အချက်ချကြတယ်အားလုံးကိုထိန်းချုပ်မှုအရန်ကောင်းမဲ့နေမြေတစ်ခုဖြစ်မယ်လို့ဒါကျွန်တော်တို့ယုံကြည်တယ်အဲ့တော့တောင်ကူခရိုင်နဲ့ပတ်သက်ပြီးတော့မှတကယ်အလဲပိုင်းတိုင်းရဲ့ဗျူဟာပေါ့နော်ဗျူဟာအရန်အချက်ချလဲကြတယ်ဒီလမ်းကြောကိုဖောက်ထွက်လာနိုင်တာကိုတကယ်ချစ်ကျူးတယ်လေးစားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေရာတွေဆိုတာတကယ်အရန်အချက်ချကြပြီးတော့မှတကယ်စီးရေးဗျူဟာအရန်ကောင်းတဲ့နေမြေတွေဖြစ်ပါတယ်အဲ့တော့ဦးစီးဦးဆောင်ပြီးတော့မှဒီလိုမျိုးစူးစမ်းပေးနေတဲ့ရလတ်တွေကိုတောက်လျှောက်တွေ့လာရတာဖြစ်တဲ့အတွက်ကြောင့်အများကြီးကျေးဇူးတင်တယ်အဲ့တော့မိဘညီကိုမောင်တော်မများလုံးဝတောက်ကြည့်နေနော်တောက်ကြည့်နေနော်မျက်တောင်မခမ်းနဲ့အိမ်မငိုင်းနဲ့ကျွန်တော်ပြောချင်တာဒီအခုကာလမှာလေမျက်တောင်မခမ်းနဲ့အိမ်မငိုင်းနဲ့နော်မျက်တောင်လေးတစ်ချက်လေးမငိုင်းလိုက်နဲ့နော်အိမ်မငိုင်းနဲ့တောက်ကြည့်တာဒီနယ်မြေတွေရဲ့နယ်မြေစုမှုတွေကဘလောက်တိအားကောင်းလာပြီလဲဆိုတော့ကိုကြည့်တာအဲ့ဒီမှာအပြောင်းလဲတွေကကျွန်တော်တမဟုတ်တဲ့တင်ဟိုးဆိုတိုးတက်လာပြီးတော့မှအများကြီးပြုပြင်ပြောင်းလဲမှုတွေဟာဆိုလို့ရှိရင်အများကြီးမြင်လာတယ်အဲ့တော့ဘဲရမဆိုကျွန်တော်တို့တွေကအရှိရကြိုးစားနေတဲ့သူတွေကလည်းကြိုးစားတယ်ပြည်သူလူထုရဲ့လှိုင်းလုံးကြီးကလည်းလိုက်လာပါလို့ဒါကျွန်တော်တို့ပြောချင်တယ်ပြည်သူလူထုရဲ့လှိုင်းလုံးကြီးကလည်းလိုက်လာပါရှေ့ရတိုက်စစ်ကြီးရဲ့လှိုင်းလုံးကြီးကလည်းအရှိန်ဟုန်ပြင်းစွာနဲ့လှိမ့်နဲ့နေပြီးတော့နားကိုကတ်သွားပြီသဘောပေါက်လားမသိဘူးနော်နေပြီးတော့နားကိုကတ်သွားပြီဒီအကြမ်းဖက်စစ်အာဏာရှင်တွေကြီးစိုးတဲ့နေရာတွေတိကိုကတ်သွားပြီအဲ့တော့ပြည်သူလူထုကလည်းအဲ့လိုမျိုးလှိုင်းလုံးတွေနဲ့အတူလိုက်လှိမ့်ဖို့တော့အရေးကြီးတယ်အတူလိုက်မျောဖို့တော့အရေးကြီးတယ်လို့နော်အဲ့တော့ပြည်သူလူထုတွေအားလုံးလည်းရင်ကုန်စွာနဲ့စောင့်ကြည့်ကြပါထူးကိုထူးခြားမယ်ဗျထူးကိုထူးခြားမယ်အဲ့ဒီအတွက်ကိုဒါကျွန်တော်တို့တွေက ready ပြင်ဆင်ထားကြပါလို့ဒါကျွန်တော်တို့ပြောချင်ပါတယ်အခုညီနောင်သုံးပေါ်တိမ့်ပိုက်ထားတဲ့နေမြေဒီမှာကြတော့အခုဒီအုပ်ချုပ်မှုရန်ညာနေတစားတင်ပြီးတော့မှလဲပတ်နေပြီမိဘညီကိုမောင်တို့များ CDM နေလေ CDM လောက်ခဲ့တဲ့လူတွေအတွက်အကောင်းဆုံးအဲ့ဒီမှာစားပြီးတော့မှအလုပ်တွေရလာပါလိမ့်မယ်မြောက်ပိုင်းညီနောင်သုံးပေါ်နဲ့ပတ်သက်ပြီးတော့မှအဲ့ဒီဘက်မှာ CDM လေးနဲ့တို့လက်တွဲခဲ့တာဖြစ်တယ်နော်မြောက်ပိုင်းညီနောင်သုံးပေါ်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ပြောချင်တယ်အဲ့ဒီမှာတော်တော်များများ CDM နေနဲ့လက်တွဲခဲ့တာဖြစ်တယ် CDM နေနဲ့ဒါလက်တွဲပြီးတော့မှအလုပ်လုပ်ခဲ့တာဖြစ်တယ်နော်အဲ့တော့ CDM တွေကိုလည်းအများကြီးကျေးဇူးတင်ပါတယ်CDM တွေရဲ့အသီးအပွင့်တွေကိုတွေးကျင်နေဆိုလို့ရှိရင်တော့မြောက်ပိုင်းညီနောင်သုံးဖို့ကြည်ပါ DNN တွေကိုကြည်ပါအဲ့ဒီမှာတကယ်ပဲ CDM တွေရဲ့ဒါညီညွတ်မှုနဲ့ CDM တွေရဲ့နော်ပူပေါင်းပါဝင်မှုတွေ CDM တွေရဲ့ကြိုးပမ်းမှုတွေကိုတွေးကျင်တယ်ဆိုလို့ရှိရင် DNLA နဲ့ပတ်သက်ပြီးတော့မှထောက်ပြီးတော့မှကြည်ပါအဲ့ဒီမှာ CDM တွေရဲ့ကြိုးစားမှုတွေရှင်သန်မှုတွေပါဝင်မှုတွေတွေ့ရမှာဖြစ်ပါတယ်လို့ဒါကျွန်တော်တို့တွေကပြောပြချင်ပါတယ်မင်္ဂလာပါကျွန်တော် TN ဂျန်နယ်ကိုကြည့်ရှုသူအားလုံးရွှင်လန်းရှမ်းမြေနိုင်ကြပါစေကျွန်တော်ဂျန်နယ်ဟာဆိုရင်ຫນွေဥတော်လိုင်းရင်းနဲ့ပတ်သက်တဲ့သတင်းတူသတင်းကောင်းတွေကိုနေ့စဉ်တင်ဆက်ပေးတော့မှာပါຫນွေဥတော်လိုင်းရဲ့အမြင်ဆုံးပြီးနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ